Chapter 7 ရဲ့ Session 2က Human Eye လူမျက်လုံးရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာ Human Eye consists of လူမျက်လုံးမှာပါဝင်တယ်ဘာတွေပါဝင်တယ်လဲ Sense organs အာယုံခံနိုင်တဲ့အင်္ဂါအစိတ်ပိုင်းဖြစ်တယ် which are capable of သူမှာအစွမ်းရှိတယ် receiving visual images ပုံရိပ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိတယ် and sending the information to the brain အဲ့ဒီပုံရိပ်ရဲ့အချက်အလက်တွေကိုအုံနောက်စီကိုသတင်းပို့နိုင်တယ်အဲ့တော့လူမျက်လုံးဆိုတာဘာလဲပုံရိပ်တွေကိုလက်ခံရယူပြီးတော့အဲ့ဒီပုံရိပ်တွေနဲ့ပတ်သက်တဲ့အချက်အလက်ကိုအုံနောက်စီကိုပို့ပေးနိုင်တဲ့အာယုံခံအစိတ်ပိုင်းဖြစ်တယ် The human eye is very similar to a camera in many aspects လူမျက်လုံးကကင်မရာနဲ့ရှုထောင့်တော်တော်များများမှာတူညီတယ်ဒီပုံမှာဒီမှာ eye lens ရှိတယ်ပြီးတော့ဒီ eye lens နဲ့ cornea ပေါ့ပုံနှိပ်စာအုပ်ထဲမှာတော့ဒီနေရာကိုမှားထိုးထားတယ်ပေါ့နော်သူကဒီမှာဒီနေရာကိုထိုးရမှာပါဒီနေရာတွေပေါ့ cornea နဲ့မျက်စိမှန်ဘလူးနဲ့ကြားထဲမှာရှိတဲ့အရေးကြီးအဲ့ဒါကို aqueous humor လို့ခေါ်ပါတယ် aqueous ဆိုတာအရေးကိုပြောချင်တာပေါ့နော်ဒီမှာ aqueous humor မျက်စိရှေ့ရေးကြီးပြီးတော့ဒီအနောက်ဘက်မှာက vitreous humor မျက်စိနောက်ရေးကြီးပြီးတော့ pupil ကျွန်တော်တို့မျက်စိတငယ်အိမ်လို့ပြောတဲ့နေရာကလေး iris မျက်စိအယောင်ရှိတဲ့နေရာ cornea ခုနကျွန်တော်ပြောခဲ့ပြီးပြီမျက်ကြည်လွှာပြီးတော့ဒီမှာ optic nerves မျက်စိအာရုံကြောတွေရှိမယ် retina မြင်လွှာရှိမယ် ciliary muscle ဒီမျက်စိမှန်ဘလူးကိုပါအောင်ထူအောင်လုပ်နိုင်တဲ့ကြွက်သားတွေ The main features of human eyes are described as follows လူမျက်လုံးရဲ့အဓိကအစိတ်ပိုင်းတွေရဲ့အကြောင်းကိုအောက်မှာဖော်ပြထားတယ်ပထမအဦးဆုံးတစ်ခုက eyelid မျက်ခွန် Since the eyelid opens and closes the eye မျက်ခွန်ကမျက်လုံးကိုဖွင့်ပေးတယ်ပိတ်ပေးတယ် It is similar to the lens cover of the camera အဲ့ဒီ eyelid ဒီကင်မရာရဲ့ lens cover နဲ့တူတယ်အဲ့တော့ဒီမျက်လုံးအကြောင်းကိုလေ့လာတဲ့အခါမှာကျွန်တော်တို့ကနှစ်ပိုင်းအဓိကပေါ့နှစ်ပိုင်းတစ်ပိုင်းကသူ့ရဲ့ function သူဘာတွေလုပ်တယ်လဲနောက်တစ်ပိုင်းကကင်မရာနဲ့ရှင်းပြီးတော့ကျွန်တော်တို့ကြည့်ရ eyelid ဘာလုပ်တယ်လဲလို့မေးရင် it opens and closes the eye သူကမျက်လုံးကိုအဖွင့်ပိတ်လုပ်ပေးတယ်သူဘာနဲ့တူတယ်လဲလို့မေးရင် it is similar to the lens cover of the camera ကင်မရာရဲ့ lens cover lens ကိုဖုံးထားတဲ့အဖုံးနဲ့တူတယ် cornea မျက်ကြည်လွှာ the front portions of the eye မျက်လုံးရဲ့အရှေ့ဘက်ကအမြေပါ is covered by the dark ခိုင်ခန့်သော transparent အလင်းပေါက်နိုင်သော membrane အမြေပါရှိတယ် called the cornea အဲ့ဒါကိုမျက်ကြည်လွှာလို့ခေါ်ကြပါတယ် aqueous humor မျက်စိရှေ့ရည်ကြီး the region between the cornea and the eyelids မျက်ကြည်လွှာနဲ့မျက်စိမှန်ဘလူးရဲ့ကြားထဲမှာ is filled ပြည့်နေတယ် with the transparent liquid အလင်းပေါက်နိုင်သောအလင်းဖြတ်သွားနိုင်သောအရည် called the aqueous humor အဲ့ဒါကိုမျက်စိရှေ့ရည်ကြီးလို့ခေါ်ပါတယ်နောက်တစ်ပိုင်းက vitreous humor the region between the eyelids မျက်စိမှန်ဘလူးရဲ့ and the retina မြင်လွှာရဲ့ကြားထဲမှာရှိတဲ့ contains ပါဝင်တဲ့ a transparent liquid အလင်းပေါက်နိုင်တဲ့အရည် called the vitreous humor အဲ့ဒါကိုမျက်စိနောက်ရည်ကြီးလို့ခေါ်တယ်ပြန်ပြောရမယ်ဆိုရင်
မျက်ကြည်လွှာနဲ့မျက်စိမှန်ဘလူးရဲ့ကြားထဲမှာအလင်းပေါက်နိုင်တဲ့အရည်တစ်မျိုးရှိတယ်အဲ့ဒါကို aqueous humor မျက်စိရှေ့ရည်ကြည်လို့ခေါ်တယ်မျက်စိမှန်ဘလူးနဲ့အနောက်ကမြင်လွှာနဲ့ကြားထဲမှာလည်းအလင်းပေါက်နိုင်တဲ့အရည်တစ်မျိုးရှိတယ်အဲ့ဒါကို vitreous humor မျက်စိနောက်ရည်ကြည်လို့ခေါ်ပါတယ် iris the iris which is the color portions of the eye မျက်လုံးထဲမှာအရောင်ရှိတဲ့အပိုင်းအထူးသဖြင့်ကျွန်တော်တို့အာရှတိုက်ဘက်ကအနက်ရောင်ဥရောပဘက်မှာပြင်သစ်အပြာရောင်နောက်တချို့အညိုရောင်အဲ့လိုလေးတွေရှိတဲ့အရောင်ရှိတဲ့အပိုင်းမျက်ဝန်းလို့ခေါ်ကြတဲ့နေရာကလေးအဲ့ဒါက iris သူဘာလုပ်တယ်လဲဆိုရင် controls the amount of light energy entering the eye မျက်လုံးထဲကိုဝင်လာတဲ့အလင်းစွမ်းအင်ပမာဏကိုသူကထိန်းချုပ်ထားပြီးတယ် pupil မျက်စိတငယ်အိမ်လို့ခေါ်ကြပါတယ် the pupil is in the centers of the iris မျက်ဝန်းရဲ့အလယ်တက်တက်မှာလက်လက်ကလေးဖြစ်နေတဲ့နေရာကလေး and the light passes through it အလင်းကသူ့ကိုဖြတ်ပြီးတော့ဝင်သွားရတယ်တနည်းအားဖြင့်ပြောရင်အဲ့ဒီနေရာဒီအလင်းဝင်ပေါက်ဖြစ်တယ် it is similar to the aperture in the camera ကင်မရာမှာရှိတဲ့ aperture အလင်းဝင်ပေါက်နဲ့သူနဲ့တူတယ် the iris adjusts the size of the pupil in the eye iris ကဘာလုပ်ပေးတယ်လဲဆိုတော့မျက်လုံးထဲမှာရှိတဲ့ pupil အလင်းဝင်ပေါက်ရဲ့အရွယ်အစားကိုသူကချိန်ညှိပေးတယ် the pupil automatically dilates in dim light အလင်းရောင်နှဲနေတယ်မှောင်နေတယ်ဆိုရင် pupil ကအလိုအလျောက်ယူအောင်လုပ်ပေးတယ် and contracts in bright light အလင်းရောင်များပြီဆိုရင်အလိုလိုကျုံပေးတယ်ဒါကစောက်ထဲကပုံမှာ behavior of the pupil in dim light ဒါကမှောင်နေတဲ့အနေအထားလို့ပြောပါတယ်ဒီဘက်ကလင်းနေတဲ့အနေအထားလို့ပြောပါတယ်ကျွန်တော်ကတော့ဒီမှာကြည့်ရင်တော့သိတာတယ်ပေါ့ဒါကြီးကြီးတာရယ်တငယ်တာရယ်ကိုတွေ့ရတယ်ဒါပေမဲ့ဒီမှာလေးကတော့နည်းနည်းပို့ပြီးတော့ထင်ရှားဒါကတော့တခြားကပုံပေါ့နော် ciliary muscles မျက်စိမှန်ဘလူးကိုထိန်းချုပ်ထားတဲ့ကြွက်သားတွေ the ciliary muscles are attached to the eyelids ဒီ ciliary muscle တွေကမျက်စိမှန်ဘလူးနဲ့တွေ့ချိတ်ထား the ciliary muscles can vary the thickness of the eyelids ciliary muscle တွေကဘာလုပ်နိုင်လဲဆိုတော့မျက်စိမှန်ဘလူးရဲ့အထူကိုပြောင်းနိုင်ထူအောင်လုပ်နိုင်တယ်ပန်းအောင်လုပ်နိုင်တယ်ကင်မရာမှာလိုမျိုး position ကိုပြောင်းလို့မရဘူးကင်မရာမှာလိုမျိုး position ကိုပြောင်းလို့မရဘူး thus ဒါကြောင့်မလို့ alter the focal length of the lens to obtain a sharp image on the retina အဲ့တော့ alter the focal length of the lens focal length ကိုပြောင်းတယ် to obtain a sharp image on the retina ကင်မရာမှာတော့က position ကိုပြောင်းအခုသူက focal length ကိုပြောင်းဘယ်လိုပြောင်းတယ်လဲအထူကိုပြောင်းတယ်မှန်ဘလူးရဲ့အထူအပါးကိုပြောင်းလိုက်တာနဲ့ဘယ်လိုလုပ်ပြီးတော့ focal length ကပြောင်းသွားတယ်လဲဆိုရင်ကျွန်တော်တို့ grade 11မှာတွေ့ခဲ့တဲ့ပုံသင်နည်းကိုပြန်ကြည့်ရပါမယ်အဲ့ဒီမှာ lens maker formula သို့မဟုတ် lens နဲ့ပတ်သက်တဲ့ formula မှာ 1/f is equal to n minus 1 into 1/r1 minus 1/r2 ဆိုတာလေးမှတ်မိမှာပါအဲ့တော့မှန်ဘလူးရဲ့အထူအပါးကိုပြောင်းလိုက်ရင်ဒီ radius နှစ်ခုပြောင်းသွားမယ်အဲ့ဒါဆိုရင်ဒီ radius နှစ်ခုပြောင်းတယ်ဆိုရင် focal length လည်းပြောင်းသွားမယ် power လည်းပြောင်းသွားမယ်အဲ့တော့မှတ်ထားဖို့ကကင်မရာမှာ position ပြောင်းလို့ရတယ် focal length ပြောင်းလို့မရဘူးမျက်လုံးမှာကကြတော့ position ပြောင်းလို့မရဘူး focal length ပြောင်းလို့ရတယ် when near objects are viewed အနီးအနားကဝတ္ထုတွေကိုကြည့် the ciliary muscles contracts and permit the eyelids to form a more convex shape
ciliary muscle ကမျက်လုံးကိုဘာဖြစ်အောင်လုပ်ပေးလိုက်လဲဆိုရင်ပို့ပြီးတော့ခုံးသွားအောင်လုပ်ပေးလိုက်တယ်ဘယ်အခါမှာလဲအနီးအနားကဝတ္ထုတွေကိုကြည့်တဲ့အခါမှာ when distant objects are viewed အဝေးကြီးကိုကြည့်တဲ့အခါကျတော့ the ciliary muscles relax ciliary muscle ကခုနလိုမျိုးအတင်းကြီးမကြုံထားတော့ဘဲနဲ့ဖြည်းဖြည်းရော့လေးဖြစ်နေမယ် and the eyelids becomes less convex အခုံးနေသွားတယ်ဒါကြောင့်နီနီနာနာကအရာဝတ္ထုတွေကိုကြည့်ရင်မျက်စိညောင်းတယ်အဝေးကြီးကိုကြည့်ရင်မျက်စိကဖြည်းဖြည်းရော့လေးပဲဟာလားရှုခွင်းတွေကိုကြည့်ရင်သိပ်မပင်ပန်းစာအုပ်ကြည့်ရင်ပင်ပန်းတယ်နည်းနည်းဝေးဝေးမှရှိတဲ့ TV ကြည့်ရင်သိပ်မပင်ပန်းအဲ့တော့ဒီမှာဒါက shapes of the lens when viewing near object ကိုကြည့်တယ်မှန်ဘလူးကပိုခုံးတယ်ဒီမှာ focus on the retina ပေါ်မှာပေါ်ဖို့ဒါက distant object အဝေးကြီးကနေလာတယ်မှန်ဘလူးကသိပ်ပြီးတော့ခုံးเสียမလိုဘူး retina the retina ကမြင်လွှာပေါ့ the retina is the light sensitive area of the cells မျက်လုံးတွေကအလင်းကိုအာရုံခံနိုင်တဲ့သို့မဟုတ်ကြာလာတဲ့အလင်းကိုတုံ့ပြန်တဲ့ cell တွေဖြစ်တယ်ဘယ်နေရာမှာရှိသလဲ at the back of the eye မျက်လုံးရဲ့ဟိုးအနောက်မှာရှိတယ်အဲ့တော့မြင်လွှာလေးကိုမှိတ်လို့ထားရင်ဆိုတာတချင်းထဲမှာပဲရှိမြင်လွှာမှိတ်လို့မရဘူးသူ့ဟာသူနောက်မှာရှိတာမှိတ်တာကမျက်ခွန်ပဲမှိတ်တာမျက်ခွန်ပဲဖွင့်တာမြင်လွှာလေးကိုမှိတ်လို့ထားရင်ဆိုလို့တော့ကောင်းပါတယ်ဒါပေမဲ့မဟုတ်ဘူးယူပါပေးတာက The retina consists of rods and cones retina ပေါ်မှာဒုတ်ချောင်းကလေးတွေရှိတယ်ပြီးတော့ကြော့ကလေးတွေရှိတယ်သူတို့ဘာလုပ်တယ်လဲသူတို့ပေါ်ကိုအလင်းကျလာတဲ့အခါမှာအဒီကနေအာယုံခံပြီးတော့မှအုံနောက်ကိုအချက်အလက်တွေပို့ပေးလိုက်တယ် The yellow spot which is the most light sensitive spot အဲ့ဒီမြင်လွှာပေါ်မှာ retina ပေါ်မှာ yellow spot လို့ခေါ်တဲ့နေရာကလေးရှိတယ်သူကအလင်းကိုအာယုံအခမ်းနိုင်ဆုံး on the retina is used for viewing very small objects အမတန်သေးငယ်တဲ့အရာဝတ္ထုကလေးတွေကိုကြည့်တဲ့အခါမှာအဲ့ဒီနေရာကိုအသုံးချဘာလို့အဲ့ဒီနေရာကိုအသုံးချရတယ်လဲ since the yellow spot consists of cones exclusively အဲ့ဒီနေရာမှာကြော့ပုံတွေအများကြီးရှိတယ် the small objects can be seen clearly အဲ့တော့ object သေးသေးလေးတွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ် there is a spot on the retina ပေါ်မှာနေရာကလေးတစ်ခုရှိသေးတယ် point လေးတစ်ခုရှိသေးတယ် which is no rods or cones အဲ့ဒီနေရာမှာဒုချောင်းကလေးတွေလည်းမရှိဘူးကြော့ပုံလေးတွေလည်းမရှိဘူး when an image is formed at this spot အဲ့ဒီနေရာမှာရုပ်ပုံလာပေါ်ပြီးဆိုရင် it cannot be seen at all အဲ့ဒါကိုမျက်စိမှာမမြင်ရတော့ this spot is called the blind spot အဲ့ဒါကို blind spot လို့ခေါ်တယ်တိုက်ရိုက်ဘာသာပြန်ရရင်တော့အကန့်မှတ်လို့ဖြစ်မှာပေါ့နော် where the optic nerves enter the eye အဲ့ဒီနေရာမှာမျက်စိအာယုံကြောတွေကမျက်လုံးထဲကနေအုံနောက်ဘက်ကိုဝင်တဲ့နေရာဖြစ်တယ် the light energy falling on the retina ပေါ်ကိုကျတဲ့အလင်းစွမ်းအင်တွေကို is transmitted to the brain အုံနောက်စီကိုပို့ပေးတယ်ဘယ်သူကလဲ by means of the optic nerves မျက်စိအာယုံကြောတွေကပို့ပေးတယ် the cornea မျက်ကြည်လွှာဒါလေးကဘုဒ္ဓတအနေနဲ့ထည့်ထားပေးတာပါသူ့ရဲ့ refractive index 1.376 လောက်ရှိပါတယ် the aqueous humor မျက်စိရှေ့ရည်ကြီးသူ့ရဲ့ refractive index ကလည်း 1.336 လောက်ရှိပါတယ် the islands မျက်စိမှန်ဘလူးကတော့ refractive index 1.386 ကနေ 1.406 အတွင်းလောက်မှာရှိပါတယ် and
the vitreous humor သူရဲ့ refractive index က 1.337 လောက်ရှိပါအဲ့တော့ဒါတွေအားလုံးကဒီပုံစံအတိုင်းဆိုရင် refraction ဖြစ်နိုင်တဲ့ transparent material တွေဖြစ်တယ်ဒါကြောင့် are refracting substances မျက်လုံးထဲမှာအလင်းရှိုင်တာမျက်စိမှန်ဘလူးတစ်ခုတည်းကြောင့်မဟုတ်ဘူးပထမဦးဆုံး cornea ကြောင့်ပြီးတော့သူ့နောက်က aqueous humor ကြောင့်ပြီးတော့မှမျက်စိမှန်ဘလူးအဲ့ဒါလောက်နဲ့မပြီးသေးဘူးတစ်ခါအနောက်မှာ vitreous humor ပါထပ်ပြီးတော့ refraction ဖြစ်တယ် The image of an object formed on the retina ပေါ်မှာသို့မဟုတ်မြင်လွှာပေါ်မှာသွားပေါ်တဲ့ဝတ္ထုရဲ့ပုံရိပ် by these four substances အဲ့ဒီခုနတုန်းကဒီ refracting substance ၄ခုကြောင့်လာပေါ်တဲ့ပုံရိပ်သည် real ဖြစ်တယ်ပုံရိပ်စစ်ဖြစ်တယ် inverted ပြောင်းပြန်ပေါ်တယ်တကယ်တော့ကျွန်တော်တို့ရဲ့မျက်လုံးထဲသွားပေါ်နေတာပြောင်းပြန်ဒါပေမဲ့အုံနောက်ကနေပြီးတော့ perception လို့ခေါ်တဲ့သိမှတ်ခြင်းအရာအဲ့ဒါကိုအတဲ့လို့သွားမြင်တာပါ and smaller ငယ်တယ်ကျွန်တော်တို့ရဲ့မျက်လုံးကကျွန်တော်တို့ကြည့်တဲ့လူတစ်ယောက်လောက်မရှိဘူးလေမျက်လုံးထဲမှာသေးသေးလေးပဲပေါ်မယ် then the size of the object အဲ့တော့ဒါဆိုရင်ဒီမှာလည်းအတူတူပဲမျက်လုံးအတွက် object distance ကဘယ်နေရာလဲလို့မေးလိုက်ရင် beyond 2f common defects of vision မျက်စိချို့ယွင်းမှုတွေအများကြီးအမျိုးမျိုးရှိတယ်ဒါပေမဲ့အဖြစ်များတာတွေကဘာတွေလဲဆိုတော့ the common defects of vision are far sightedness မြင်တယ် far sightedness အဝေးကိုပဲမြင်တယ်အနီးမှာပြဿနာတက်တယ်အဲ့ဒါကိုအရင်တချို့စာအုပ်တွေမှာ long sightedness ဆိုလည်းရေးတယ်ပညာရေးဆိုင်ရာစကားလုံးကတော့ hyperopia hyper အဝေးကိုမြင်တာပေါ့နော်ဟိုအဝေးကိုမြင်တယ်အနီးမှာမမြင်နောက်တစ်ခုက near sightedness သို့မဟုတ် short sightedness အဲ့ဒါကို myopia လို့ခေါ်ပါတယ်အဲ့တော့ far sightedness အဝေးမြင်အနီးမုံဆိုတာဘာလဲ It's a defect of vision အမြင်အာရုံချို့ယွင်းမှု in which သူ့အထဲမှာ distant objects are seen clearly အဝေးဆိုရင်ရှင်းရှင်းလင်းလင်းမြင်ရတယ် but objects nearby are blurry အနီးအနားကဝတ္ထုတွေကိုကြည့်ရင်တော့ဝါးနေတယ်ကောင်းကောင်းမမြင်အောင် near sightedness အနီးကိုကောင်းကောင်းမြင်တယ်အဝေးမှုန်တယ် It's a defect of vision ဒါလည်းအမြင်အာရုံချို့ယွင်းမှုပဲ in which သူ့မှာတော့ near objects are seen clearly အနီးအနားကဝတ္ထုတွေကိုကြည့်ရင်ကောင်းကောင်းမြင်ရတယ် but ဒါပေမဲ့လို့ objects far away are blurry အဝေးကိုကြည့်ရင်တော့မှုန်ဝါးဝါဖြစ်နေပါမယ် These defects are caused အဲ့ဒီချို့ယွင်းမှုတွေခုနပြောတဲ့ far sightedness တို့ near sightedness တို့ဒါတွေကဘာကြောင့်ဖြစ်တာလဲ by the ciliary muscles ciliary muscle မျက်လုံးကိုထိန်းထားတဲ့ကြွက်သားတွေကြောင့် which cannot contract or relax sufficiently မျက်စိမှန်ဘလူးကိုလုံလောက်အောင်မကျုံနိုင်မဖြေလျှော့ပေးနိုင်လို့ or by roundly shaped eyeball မျက်လုံးကပုံမမှန်လို့ဘာကြောင့်လဲကျွန်တော်တို့ကြည့်အောင် For a person with far sightedness အဝေးမြင်တဲ့လူတစ်ယောက်တနည်းအားဖြင့်ပြောရင်အနီးမုံတဲ့လူတစ်ယောက်အတွက် the rays from near objects အနီးအနားကဝတ္ထုတွေအတွက်ဆိုရင် intersect at a point behind the retina ရဲ့အနောက်မှာသွားပြီးတော့ဆုဆုံ after passing through the islands အဲ့ဒီအလင်းတန်းကမျက်စိမှန်ဘလူးကိုဖြတ်ပြီးတဲ့အခါမှာနော် for a person with far sightedness အဝေးမြင်တယ်အနီးမှုန်တယ်အနီးမှာပြဿနာတက်တယ်အဲ့တော့အနီးအနားကဝတ္ထုကိုကြည့်ရင်မျက်စိမှန်ဘလူးကိုဖြတ်ပြီးတဲ့အလင်းတန်းတွေကမြင်လွှာပေါ်မှာမစုံဘဲနဲ့
အဲ့ဒီမြင်လွှာရဲ့အနောက်ဘက်မှာသွားပြီးတော့ဆုဆုံကြတယ်။ဘာကြောင့်လဲ။နှစ်ချက်ရှိတယ်။ This is due to နံပါတ်1က an eyeball မျက်လုံးကြောင့် which is too short မျက်လုံးကတိုနေလို့တဲ့။တကယ်လို့သာသူ့ရဲ့မျက်လုံးကလေးကဒီလိုမျိုးလေးရှည်သွားမယ်ဆိုရင်အဲ့ဒါမြင်လွှာပေါ်မှာပေါ်သွားပြီးအဆင်ပြေသွားပြီ။ or due to the islands မျက်စိမှန်ဘလူးကြောင့် which cannot be sufficiently convex လုံလုံလောက်လောက်မခုံလို့တကယ်လို့သာလုံလုံလောက်လောက်ခုံသွားမယ်ဆိုရင်အခုံးပိုများမယ်ဆိုပါစို့အဲ့ဒါဆိုရင်သူကဒီနေရာမှာစုံသွားမယ်အဲ့ဒါဆိုရင်လည်းကောင်းကောင်းမြင်ရပြီအဲ့တော့ဘယ်လိုပြင်မလဲ This difference can be corrected ဒီလိုမျိုး long sightedness far sightedness ဖြစ်နေပြီးတော့ near object တွေကိုမမြင်တာကိုဘယ်လိုပြင်မလဲ by the use of spectacles မျက်မှန်သုံးမယ်အခုဒီမှာမှန်ဘလူးကမခုံးလို့ဆိုတော့ခုံးတဲ့မှန်ကိုသုံးပြီးမယ် with converging lens ကိုသုံးမယ် or convex lens ဆိုတော့ဒီမှာကသူဆွဲထားတာတော့မှားတယ်ရလို့တော့မဆိုလိုပါဘူး။ဘာကြောင့်လဲဆိုတော့သူကဒီမှာဒီနေရာမှာတစ်ချက်ရိုင်နေသူရိုင်လဲရိုင်ထားပါတယ်။ဒါပေမဲ့နဲလွန်းတယ်။စာအုပ်တော်တော်များများတော့သိတာလောက်အောင်သူကဒီလိုဝေးသွားတယ်ဒီမှာတစ်ချက်ရိုင်နေဒီမှာတစ်ချက်ရိုင်နေနောက်တစ်ခါဒီနားမှာတစ်ချက်ရိုင်နေဒီမှာလက်စုံတယ်ပေါ့။ဒါပေမဲ့ဆံမွေးမှာဆွဲရင်တော့ဒီပုံနှိပ်စာအုပ်ထဲကအတိုင်းပဲဆွဲပါဒါကဆရာတို့ဆံမတို့ကလေးတွေကိုပြောပြတဲ့အခါကျရင်ဘယ်ဟာမှန်လဲဆိုတာပြောပြဖို့ပါ။ Now convex နဲ့ concave ကိုဘယ်လိုခွဲတယ်လဲဆိုတော့ဒီကောင်ကြီးမှာအလေကခုံးနေရင် convex လို့ခေါ်တယ်အလေကခွက်နေရင် concave diverging meniscus လို့ပြောပါတယ်နောက်တစ်ခုက for a person with near sightedness သို့မဟုတ် short sightedness အနီးကိုမြင်တယ်အဝေးမှာပြဿနာတက်တယ်The rays from distant objects intersects at a point in front of the retina. သူက the rays from distant object ဟိုးအဝေးကြီးကလာတဲ့အလင်းတန်းတွေကဘာဖြစ်နေသလဲမျက်စိမှန်ဘလူးကိုဖြတ်ပြီးတဲ့အခါမှာ in front of the retina မြင်လွှာရဲ့အရှေ့မှာလာပြီးတော့ဆုဆုံနေတယ် after passing through the eyelids အဲ့တော့အဖြစ်အပျက်ကိုသိပြီဘာကြောင့်ဖြစ်တာလဲ This is due to an eyeball မျက်လုံးကြောင့် which is too long မျက်လုံးကရှည်နေလို့တဲ့သူ့ရဲ့မျက်လုံးကသာမရှည်ပဲနဲ့ဒီလောက်လေးပဲဆိုရင်ဒီမှာပေါ်နေမယ်ပေါ့နောက်တစ်ခုက or due to the islands မျက်စိမှန်ဘလူးကြောင့် which is more convex than is necessary လိုတာထက်သူကပိုခုံးနေတယ်တကယ်လို့သာ तू ကအခုံးနဲ့နဲ့ရော့မယ်ဆိုပါစို့အခုံးနဲ့နဲ့ရော့မယ်ဆိုရင်ဒီလောက်ကြီးမဆုဆုံတော့ဘူးနည်းနည်းကားသွားမယ်အဲ့ဒါဒီနေရာမှာလာပြီးတော့စုံမယ်အဲ့ဒါဆိုရင်ဒီမြင်လွှာကကောင်းကောင်းကြီးမြင်ရဘယ်လိုပြင်မလဲ This defect can be corrected ပြင်လို့ရတယ် by the use of spectacle with diverging lens ဒီလိုအလေကပါတယ်ဆိုရင် diverging lens or concave lens အဲ့ဒါဆိုသူကအပေါ်တက်သွားတယ်ပေါ့နော်ပြီးတော့ဒီပုံဖြစ်သွားပါတယ် People with normal vision ပုံမှန်အမြင်ရှိတဲ့သူတွေက can see တွေ့မြင်နိုင်တယ် an object ဝတ္ထုတစ်ခု in great detail ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်နိုင်တယ် when it is placed at a certain distance from the eye အဲ့တော့ပုံမှန်အမြင်ရှိတဲ့လူတွေအတွက်ဆိုရင်ဝတ္ထုတစ်ခုကိုမျက်လုံးနဲ့သင့်တော်တဲ့အကွာအဝေးလောက်မှာထားရင်တည်တည်ချာချာမြင်ရတယ် This distance which is known as the least distance or distant vision distant ကအကွာအဝေး distant ကရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားလို့အဓိပ္ပာယ်ရတယ် Distant vision is about 25 cm ကျွန်တော်တို့
စာအုပ်တစ်အုပ်ကိုယူပြီးတော့မျက်လုံးနဲ့ကပ်ကြည့်တယ်မျက်လုံးကပုံမှန်အမြင်ရှိတယ်ပေါ့မျက်စိချို့ယွင်းနေတာမဟုတ်ဘူးအဲ့ဒါဆိုရင်10လက်မှသို့မဟုတ်25စင်တီမီတာမှာထားရင်ကောင်းကောင်းမြင်ရတယ်အဲ့ဒီထက်ပိုပြီးတော့ကတ်လိုက်ရင်မမြင်ရတော့ဘူးစမ်းကြည့်လို့ရတယ်အဲ့ဒီတော့အနီးဆုံးကြည့်လို့ရတဲ့အကွာအဝေး least distance or distant vision ကွယ်ကွယ်ပြားပြားမြင်ရတော့အနီးဆုံးအကွာအဝေး25 centimeter people with normal vision can see clearly objects which are at infinity အဝေးကကြတော့ infinity ထိမြင်နိုင်တယ် infinity ဆိုတာကျွန်တော်တို့ကြည့်လို့ရနိုင်တဲ့ပမာဏအတွင်းထဲကအများဆုံးအကွာအဝေးကိုပြောတာ thus for normal vision the maximum distance or distant vision is infinity ထိအဝေးဆုံးကြည့်လို့ရတယ် when objects at infinity are viewed ဟိုးအဝေးကြီးကဝတ္ထုတွေကိုကြည့်တဲ့အချိန်မှာ the eyes are relaxed မျက်စိကြွက်သားတွေကဖြည်းဖြည်းရော့လေးပဲရှိတယ် and such objects can be viewed အဲ့ဒီအရာဝတ္ထုတွေကို conveniently အဆင်ပြေစွာနဲ့ for a long time အကြာကြီးထိကြည့်လို့ရတယ် Chapter 7 ရဲ့ exercise 7.2 မှာခုနေ့စာအုပ်စာမျက်နှာ104မှာရှိတဲ့ revision မေးခွန်းနံပါတ်1မှာ What are meant by far-sightedness and near-sightedness far-sightedness တို့ near-sightedness တို့အဲ့ဒါတွေကဘာအဓိပ္ပာယ်ရှိသလဲလို့မေးတယ် and how can they be corrected ဘယ်လိုပြင်နိုင်သလဲလို့မေးတယ်ဒါတွေကခုနတော့က theory ထဲမှာပါပြီးသားဖြစ်လို့ကျွန်တော်အကျေတော်ဝင်မပြောတော့ဘူးเนาะဒီမှာလဲ what are meant by လို့ရေးမယ်စာhow do you understand by သို့မဟုတ် explain အဲ့ဒါလေးကပို့ပြီးတော့ကောင်းပါပြီးတော့စာမျက်နှာ104က revision number 2မှာ briefly explain the optical features of the human eye with level diagram လူမျက်လုံးမှာပါတဲ့အစိတ်အပိုင်းတွေကို level လေးထိုးပြီးရှင်းပြပါလို့ပြောတယ်အဲ့တော့ဒီမှာ level ထိုးတဲ့ပုံလေးကျွန်တော်ကိုနေရာပြောင်းထားတယ်ပြီးတော့စာအုပ်ထဲမှာတော့ဒီမှာထိုးထားတယ်ပေါ့နော်ပြီးရင်ဒါရှင်းလင်းချက်တွေဒါခုနကတော့ကျွန်တော်ပြောခဲ့ပြီးပါပြီဘုန်းကြီးစာအုပ်စာမျက်နှာ120က question number 1မှာ name the essential parts of a human eye လူမျက်လုံးမှာပါတဲ့အစိတ်ပိုင်းတွေဆိုတော့ခုနအပေါ်မှာတွေ့ခဲ့ပြီးသား eyelid မျက်ခွန် cornea မျက်ကြည်လွှာ aqueous humor မျက်စိရှေ့ရည်ကြည် vitreous humor မျက်စိနောက်ရည်ကြည်ပြီးတော့ iris မျက်ဝန်း pupil မျက်စိတငယ်အိမ် ciliary muscle မျက်လုံးကြွက်သား and retina မြင်လွှာတို့ဖြစ်တယ် now ဒီစာမျက်နှာ120မှာရှိတဲ့ question number 2မှာ discuss the important role of ciliary muscle for the eye ဒါကလည်းခုန theory မှာပြောခဲ့တဲ့ဒီအကုန်လုံးကိုရေးချရတာပါပဲ question number 3စာမျက်နှာ120မှာရှိတယ်မိကုန်းတော်တော်ကြိုက်ပုံရတယ် review မှာလည်းဒါပါတယ် state two defects of vision မျက်စိချို့ယွင်းမှုနှစ်ခုအကြောင်းကိုရေးပါ mention ဒါ opt ကြည့်ရမလို့ပါဘူး mention the causes of the defects အဲ့ဒီချို့ယွင်းစေတဲ့အကြောင်းတွေကဘာတွေလဲ and corrections to these defects ဘယ်လိုပြင်မလဲလို့မေးထားတယ်စာမျက်နှာ120က question number 4မှာ choose the correct answer from the following the yellow spot which is the most light sensitive spot အဲ့တော့အလင်းကိုအာရုံအခမ်းနိုင်ဆုံးဖြစ်တဲ့ yellow spot ကဘယ်မှာရှိသလဲတဲ့အဖြေက on the retina ပေါ့ဒါတွေမဟုတ်ဘူးပေါ့နော်ပြီးတော့ choose the correct answer from the following ဒါလေးကအမျိုးမျိုးလှည့်မိလို့ရတယ် for a far-sighted person far-sighted အဝေးမြင်နဲ့အနီးမဟုတ်အဲဆိုရင်အနီးမှာပြဿနာတက်မှာပေါ့ from the near object အနီးကလာတဲ့ဝတ္ထုတွေအတွက်ဆိုရင် pass through the eyelens မျက်စိမှန်ဘလူးကိုဖြတ်မယ် and intersect at a point ဘယ်နေရာမှာဖြတ်မလဲဆို
အဲ့တော့ကျွန်တော်ကတော့ဟိုအရင်ကဟိုကျွန်တော်တို့10တန်းတုန်းကပေါ့မှတ်ထားတာတော့ဒီဟာအဲ့တော့ဗမာလူသင်ရပါတယ် short shape concave လို့မှတ်ထားပါတယ် short sightedness တနည်းအားဖြင့်ပြောရင် near sightedness short sightedness ဆိုရင် retina ရဲ့ရှေ့မှာပေါ်တယ် concave lens နဲ့ပြင်းတယ်ကျန်တာသူ့ရဲ့ဆန့်ကျင်ဘက်ပေါ့နော် short sightedness ဆိုရင်အဝေးကဝတ္ထုမှာပြဿနာတက်မယ်အဲ့တော့သူ့ရဲ့ဆန့်ကျင်ဘက်ဆိုရင် long sightedness သို့မဟုတ် far sightedness ကရှေ့မှာမဟုတ်ဘူးနောက်မှာပေါ်မယ် retina ရဲ့နောက်မှာ behind the retina မှာပေါ်မယ်ဘာနဲ့ပြင်တယ်လဲဆိုတော့ convex lens နဲ့ပြင်မယ် long sightedness ကဘယ်အတွက်မှာဖြစ်တယ်လဲ near object မှာဖြစ်တယ်အခုဒါဒီဟာပေါ့ far sightedness person near object pass to the eye lens and intersect at the point အဲ့တော့ far sightedness နောက်မှာပေါ်မယ်အဲ့တော့ behind the retina ဒါကိုရွေးတယ်အဲ့တော့ဒီမေးခွန်းလေးကိုကျွန်တော်ပြင်လိုက်မယ်ပေါ့ဘယ်လိုပြင်တယ်လဲဆိုတော့ for a far sighted person the rays from distant object လို့ပြင်လိုက်ရင်ကျောင်းသူကျောင်းသားတော်တော်များများက behind the retina ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ in front of the retina ကိုရွေးကြပါမှားပါဘာကြောင့်လဲဆိုတော့ far sightedness သမားဆိုတာ distant object မှာ okay နေတဲ့လူဖြစ်တဲ့အတွက်အဖြေမှန်က on the retina ပဲဖြစ်ရပါမယ်ဒီနေရာကိုဆန့်ကျင်လိုက်လို့ဒါရဲ့ဆန့်ကျင်အဖြေကိုရွေးเสียမလိုပါဘူးနောက်တစ်ခါတကယ်လို့ normal person ဆိုရင်တော့ဒီနေရာမှာ near ပဲဖြစ်ဖြစ် far ပဲဖြစ်ဖြစ် on the retina ပဲဖြစ်ရပါမယ်စာမျက်နှာ103က example 7.2 မှာ calculate တွက်ခိုင်းတယ် the power of the islands မျက်စိမှန်ဘလူးရဲ့ power ကိုတွက်ခိုင်းတယ် for viewing object at the longest ဟိုးအဝေးဆုံးကိုကြည့်တဲ့အချိန်မှာရှိတဲ့ power ရဲ့ and the shortest အနီးဆုံးကိုကြည့်တဲ့အချိန်မှာရှိမဲ့ power ရဲ့ distance possible with normal vision assuming eye lens to retina distance ဒါက v ရဲ့အကွာအဝေးကိုပေးထားတယ်ဘာလို့လဲမျက်လုံးမှာကဟို eye lens နဲ့ retina နဲ့ကြားအကွာအဝေးပြောင်းလို့မရဘူးကင်မရာမှာပဲပြောင်းလို့ရအဲ့တော့ v ကိုပေးထားပြီးပြီကဲကျွန်တော်တို့ကပထမဦးဆုံး for normal vision ဖြစ်တယ်ဆိုရင် the image must be on the retina ပေါ်မှာပဲပေါ့ဒါဆိုရင် image distance ကဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် +2 cm မီတာပဲဖြစ်ရဘာကြောင့်လဲ the image from on the retina က real ဖြစ်တယ် plus ထည့်တယ် object at the maximum longest distance ဆိုရင် maximum ဆိုတော့အဝေးဆုံးဆိုရင် u ညီမျှခြင်း infinity ဖြစ်အဲ့တော့ using lens formula 1/f is equal to 1/u plus 1/v မှာ since p is equal to 1/f in meter ဒါကြောင့်ဒီနေရာမှာ 1/f in meter p လို့ယူလိုက်ပြီးဆိုရင်ဒါတွေအားလုံးကမီတာဖြစ်ရတော့ဟိုလေးစာအုပ်ထဲမှာတော့ understood နဲ့ထားတယ်ကျွန်တော်ကတော့ခွင်းစာခွင်းပိတ်မီတာလေးတွေထည့်တယ်ဒါက infinity ကပြဿနာမရှိဘူးဒီဟာ2 cm ကိုမီတာဖွဲ့ပြီးထည့်တယ်အဲ့တော့ဒါက0ဖြစ်မယ်ဒါက 1/0.02 မီတာ 1/0.02 က50ရတယ်1/မီတာက diopter ရပြီးတော့ object at the least distance သို့မဟုတ် shortest distance or distant vision ဆိုရင်သူက25 cm ဖြစ်ရမယ်ဆိုတာသိရမယ်အဲ့တော့ 0.25 မီတာခုနအတိုင်းပဲပုံသေးနည်း p equal 1/u in meter v in meter အဲ့တော့ u နေရာမှာ 0.25 ကိုထည့်တယ် v နေရာမှာ 0.02 ကိုထည့်တယ်ဒီနေရာက4ရတယ်ဒီနေရာက50ရတယ်အဲ့တော့54 diopter ဖြစ်ပါတယ်